ဆိုင်ဖွင့်ပွဲမှာပရိသတ်တွေရဲ့အပြုအမူကြောင့်တခြားအမှုပညာရှင်တွေကိုတော့မှအားနာခဲ့ရတဲ့ဆိုင်ရီမိုကတော့လက်တလုံးမှာဆိုင်ဖွင့်ပွဲတွေကိုတဆိုင်ပြီးတဆိုင်တက်နေရတာပါမနေ့ကမင်းမြင့်မှုနဲ့ပွဲအတူတက်ခါလူစိတ်ဝင်စားမှုများခဲ့သလိုဒီနေ့မှလည်းခင်ဝင်ဝါထက်ရန်တို့နဲ့အတူဆိုင်ပွဲတက်လေးတစ်ခုကိုတက်ခဲ့ရပါတယ်ဖွင့်ပွဲဖြစ်ကတခြားအမှုပညာရှင်တွေနဲ့အတူဆိုင်ရီမိုကဖဲကြိုးဖြတ်ပေးရတာပါအဲ့ဒီအချိန်မှာသူလာမယ်ဆိုတာကိုသိလို့သူ့ရဲ့ပရိသတ်အများအပြားကလာဆောင်ကြပါတယ်ပရိသတ်တွေကဆိုင်ရှိမှအပြည့်ဖြစ်တဲ့အပြင်လမ်းပေါ်မှာအစားလူပင်လေကြီးဖြစ်နေတာပါဒါတင်မဲလားဆိုမဟုတ်ပဲဆိုင်ရင်မိုးရောက်လာချိန်မှလေအကျိတ်နဲ့တူတာမို့လို့မင်းသားကတော့မှဆိုင်ထဲကိုလမ်းလျှောက်เสียမလို့ပဲရောက်သွားခဲ့ပါတယ်ဆိုင်ရင်မိုးဆိုတဲ့အော်တန်တွေလေတိတ်ကိုများတာမို့လို့တခြားအမှုပညာရှင်တွေကိုလာအားပေးတဲ့အတန်တော်မှမကြားရပါဘူးနမဲကြီးအမှုပညာရှင်တွေပါပေမဲ့ဆိုင်ရင်မိုးရဲ့ဖန်ရကသာပို့ပြီးတော့များနေတာပါဒါကြောင့်မို့လူပင်လေကြီးလိုအားပေးကဝင်းရံတဲ့သူ့ရဲ့ပရိသတ်တွေကြောင့်စီနီယာတွေကိုတော့မှအားနာရတယ်လို့ဖြစ်နေတာပါဆိုင်ရီမိုကိုတခဲနဲ့ဝင်းရံပေးကြတဲ့ပရိသတ်တွေနဲ့မြင်ကွင်းအပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ခင်ဗျာ